မဲ့ဒါကတော့ကျွန်တော်တွေပေါ့ဗျာ public play time ဆော့ရမယ်အဲ့တော့ဒါအပိုင်းတစ်ပေါ့ဗျာကျွန်တော်ဒီဟာ voice over လုပ်နေတာပေါ့ဗျာအဲ့တော့ကျွန်တော် game နဲ့ဝင်တယ်ပြီးကြရင်ဒီမှာဖတ်တယ်အဆန်တဲ့ဒါကတော့ကျွန်တော်ဟိုဟာလေးနည်းနည်းကွယ်လို့ကျွန်တော်ဖက်လိုက်ရအောင်ပေါ့ဗျာအဲ့တော့ new game ထဲဝင်တယ်ပေါ့ဗျာကျွန်တော် new game နဲ့ဝင်တယ်ခဏလေးတော့ဆောင်းပေါ့ဗျာကျွန်တော်အဲ့မှာကျွန်တော်အမှတိတက်တဲ့လောက်လေးပဲသင်ပြလိုက်တယ်ပေါ့ဗျာကျွန်တော်လည်းအဲ့တိတ်ပြီးတော့မသိဘူးဆိုတော့အဲ့ဟာကျွန်တော်မသိရတော့မဟုတ်ဖတ်လို့အဆင်မပြေရဗျာအဲ့ဒီကင်မရာရင်းနဲ့တော့ထိနေတာကျွန်တော်အခုတော့အဲ့ဒီလုပ်နေတဲ့ချိန်တော့ဖတ်တော့အဲ့တော့ကျွန်တော်ဒီမှာပြောတယ်တူရပြီးတော့ဒါကတော့တဲ့ငါတို့ရဲ့ကပပထမဦးဆုံးနဲ့အလှဆုံးအယုံမလေးပြီးကြရင်သူကတဲ့လုံးဝလူတယောက်လိုပဲစကားပြောတတ်တယ်မင်းမေးတော့သူကဖြေပေးလိုက်မယ်တဲ့သူကနေပြီးတော့မင်းကိုလည်းပြန်ခိုင်းတတ်တယ်မင်းကလည်းသူကိုခိုင်းလို့လည်းရတယ်တဲ့အဲ့တော့ကြည်ရင်မလားသွားကြည့်လိုက်တော့ပြောရပါရခဏဆောင်လာနော်အမသွားကြည့်ရပါတယ် Bobby play time လို့အော်ပါရအဲ့ဒီချိန်မှာBobby လေးပေါ့ရ Bobby လေးကိုသူကစကားပြောတတ်တယ်စကားပြောခိုင်းစေခြင်း I love playing လို့ပြောရပါရအဲ့အနောက်ကဟာလေးဆွဲလိုက်ပါရသူခြေတော့ပေးလိုက်မယ်အဲ့ဒါသူက polish my you can polish my shoe တဲ့မင်းငါဖက်နဲ့လေး polish လုပ်ပြီးလို့ရမလားရတာဗောတဲ့ဟိုကပြန်ပြောရပါရသူ့ရဲ့စပင်လေးရတဲ့ဖီးလို့တာကောင်းတယ်တဲ့ပြီးကြရင်တဲ့သူ့ရဲ့နာမည်လေးကလည်းတဲ့ Poppy လေးဆိုတဲ့အတိုင်းပဲ Poppy ပန်းလေးနဲ့လည်းတူတယ်ဗောရအဲ့လိုလေးပြောပြရ What's the time play time ကြွေးပါဒါပါချိန်နဲ့ဟိုစောစေးအချိန်အမှားတွေပဲသူကရှင်းပြတယ်ဒါ factory ကဘယ်လိုလုပ်လဲဆိုတော့ဒီကဟာရတော့အယုတ်တွေဆိုရင်အယိုးတော့ဖြစ်တော့အယုတ်တွေပေါ့ရအယုတ်တွေခေါင်းတွေပေါ့ရသူတို့အဲ့အယုတ်တွေအဲ့လိုမျိုးဆက်တယ်ဆိုတော့ပြတယ်အမှ glitch ချတယ် glitch ထားတယ်ပြီးကြတော့ Bobby play time ဆိုမှထပေါ်တယ်ပေါ့ရကျွန်တော်ဒီ game ဆိုတာတော်တော်ကြာသွားရပါရမင်းတို့ကတဲ့ဒီပန်းပွင့်လေးကိုမတွေ့10နှစ်ရှိနေတာတဲ့ငါတို့ကတော့ဒီမှာပဲရှိတယ်တဲ့ငါတို့ကိုလိုက်ရှာပါတဲ့ find a flower ကျွန်တော်ပြီးအောင်မစော့လိုက်ရအောင်ဒီ game ကိုကျွန်တော်လုံးဝပြီးအောင်မစော့လိုက်တာဘာကြောင့်လဲတော့မသိအဲ့ဂိမ်းနဲ့ဝင်နေပြီးကြတော့ကျွန်တော်ဟိုလေပြောပြတယ်ကျွန်တော်ဒီဟာကိုစင်းမြောက်တူခဲ့တာနေကြည်တာလို့ဒါကျွန်တော်စော့နေတည်နေရပါရဲ့ကြည်တာလာပါအောင်မယ်ကျွန်တော်ကြည်တာဗလာပါအောင်မအမှကျွန်တော် TV ဖွင့်ပြတယ်ပေါ့ရဲ့ TV ဖွင့်တဲ့အချိန်မှာဘာမှကိုမတွေ့ရတာဘာမှလည်းတမ်းမထွက်လာခဲ့ဘူးရဲ့အဲ့တော့လေကျွန်တော်လည်း care မလုပ်တော့ဘူးရဲ့ကျွန်တော်အဲ့တော့အတန်ထွက်လာလို့မသိဘူးကျွန်တော်မသိအောင်အဲ့မှာဝင်နေဟိုကအဲ့ကီးလေးကိုဖွင့်ပြရမှာပေါ့ဗျာကျွန်တော်အဲ့ကီးကိုဖွင့်ဖို့အတွက်အဲ့ခန်းထဲရပေါ့ဗျာယထာနဲ့ဟိုကအယောင်လေးယူဖို့လိုတယ်ပေါ့ဗျာsorry ရောင်လေးယူဖို့လိုတော့ပေါ့ဗျာကျွန်တော်ဘယ်ရောင်ရောက်ကုန်လဲမသိဘူးအဲ့တော့ကျွန်တော်ရောင်လေးတွားယူတယ်အစိမ်းအပန်းအဝါအနီအစိမ်းပန်းဝါနီအစိမ်းပန်းဝါနီအဲ့အစိမ်းပန်းဝါနီကိုကျွန်တော်ယူရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တွားတယ်အဲ့မှာတွေ့ပါတယ်ရောကျွန်တော်အမှကုတ်ထည့်ရတယ်ပေါ့ဗျာစိမ်းပန်းဝါနီအမှကုတ်ထည့်လိုက်တဲ့အချိန်မှာပွင့်သွားတယ်ပွင့်လိုက်ပြီးတော့အဲ့ရလေးကိုထိုးထည့်လိုက်တယ်ပေါ့ဗျာအဲ့ကလေးကိုကြာကျွန်တော်ဘာသာပြန်ပေးရတော့ပါပဲ
playtime မောင်စောချိန်ပါ yeah grab bag ကဆိုရင်တဲ့သူကတဲ့အဲ့လက်မှာတဲ့တခြားတော့တိုက်ဟိုခြိရမယ်တဲ့သူကတဲ့အဝေးရိုးတဲ့ပြစ်နိုင်တယ်တဲ့သူပြစ်လက်ပြီးဆိုရင်တဲ့ပြီးကြရင်တဲ့ reject လုပ်ရင်တော့တဲ့ပြန်ပြီး trigger ပြန်ဆွဲဖို့ရပြင်လိုက်ရင်ဆိုရင်တနက်ကြည်စံပြစ်တယ်လို့ပဲအဲ့လိုမျိုးပြစ်လိုက်ပြီးကြရင်လွတ်လိုက်ပါရအဲ့လိုလေးနှစ်ဖက်နဲ့ဆွဲမယ်ဆိုဝါကာရီတော့မသုံးနဲ့ပေါ့ဗျာဝါကာရီကောင်ပြတ်တော့မှာဆိုလို့ပေါ့ဗျာကျွန်တော်ထင်တာအဲ့ walk ဒီတော့တုံးတာနေမှာပေါ့အဲ့တော့သူကလျှက်စစ်တွေကိုလည်းတိုင်းဟိုထိုးပေးနိုင်တယ်ကိုပေးနိုင်တယ်ပေါ့ဗျာ thank you တဲ့ what's the time နဲ့ play time အဲ့မှာကျွန်တော် grab bag ရတယ် grab bag ရတော့ကျွန်တော် grab bag ကိုနှိပ်တယ် grab bag ကိုနှိပ်တဲ့အချိန်မှာ grab bag ကလက်ထဲမှာရောက်သွားတယ်ပေါ့ခဏလေးကျွန်တော်အမှဟောင်းလူဖေးကရောက်ဖြစ်နေတယ်ပေါ့ဗျာအမှကျွန်တော်သူကအောက်တို့ယူရထင်နေရဗျာဘယ်ဟောက်မှာတော့ကျွန်တော်နှိပ်လိုက်မှတွေ့ရသွားတာပြီးကြကျွန်တော်တွားတယ်ပြန်ဟိုတကားပေါ့ဗျာဆရာကြီးစတိုင်နဲ့အောက်ကနေဝေးပြီးတော့ဟိုဘက်ကားသွားတယ်အဲ့တော့သွားပြီးတော့ကျွန်တော်ဒီကားကိုဖွင့်လိုက်တဲ့အချိန်မှာဘာပေါ်လာမလို့ကြည့်ကြနော် surprise ပါမယ်ဆက်လိုက်ကြော်ကြီးဟာဂီအဲ့တော့ကျွန်တော်အခုချိန်ဒီတင်းနေတော့မယ်ကျွန်တော်ပတ်သူလုံးဝတကယ်ပြီးွားမှကျွန်တော်တင်းမယ်ပေါ့ပြပတ်သူကတော့ဒီ game ဆိုတော့ကျွန်တော် record လုပ်ပြီးဆုံးမှာပေါ့ရအဲ့တော့ကျွန်တော်အမှဟိုဟာလေးလုပ်တယ်ခိုးတယ်ပေါ့ရသူကိုကြိုင်အဲ့လက်ထဲကကီးကိုယူတယ်လက်ထဲကကီးလားမသိဟုတ်တယ်ကီး sorry guys sorry ကီးအဲ့ကီးလေးကိုယူပြီးတော့ရပါဝါသွားတယ်ဖွင့်တယ်ပြန်ဝင်တယ်ပြီးကြရင်အမှပတ်စယ်လောက်ရပါလေကျွန်တော်မုံစောချိန်မှာပြဖတ်ပြီး play တိုင်းရပါပေါ့ဗျာအမှပဲဖတ်စယ်လောက်ပါလေရောကျွန်တော်လုပ်တယ်ဗျာဖွင့်ပြီးတော့ကျွန်တော်အဲ့ယူလိုက်တယ်ပေါ့ယူလိုက်တဲ့အချိန်မှာအဲ့အောင်နှိပ်လိုက်ရတာ sorry ယူလိုက်တာမှာ sorry အဲ့တော့ကျွန်တော်ဟိုဘက်သွားတယ်ကျိုးကကုံသွားတယ်မှာထားပြီကျိုးကုံဟာဘယ်လိုလုပ်ဖေးကြပြင်းရောင်းဘယ်လိုပြင်းနောက်ဆုံးတော့ပွင့်သွားအမဟာဂီဝါဂီမရှိတော့ပါဘူးကျွန်တော်ပြောရပါရအဲ့ကျွန်တော်စီကကျွန်တော်အိမ်မှာတခုရှိသေးတယ် fake version ပေါ့ဗျာအယုတ်လေးတရုပ်ပေါ့ဗျာကျွန်တော်အဲ့လက်နှစ်ပေါက်လေးတွေ့ရမှာလားကျွန်တော်တွေ့လိုက်တယ်မလားအဲ့ဘယ်လိုဖွင့်ရမလဲဆိုတာမသိဘူးကျွန်အမှဖွင့်နေဖွင့်လိုက်ကျွန်တော်ဝင်သွားပြီးတော့အမှလက်ကြီးဝင်သွားတွေ့လိုက်တယ်ကျွန်တော်ခုမှတွေ့ရဗျာဟိုအဲ့ဒါလုပ်တဲ့အချိန်မှာတွေ့ရပြီကျွန်တော်စစချင်းတော့မတွေ့ဘူးအမှမဝင်ရဘူးဖြစ်ကျွန်တော်လည်းကြာဟာကြီးရဲ့လက်ကြီးအချင်းကြီးကိုအမှဝင်ရဘူးပဲဗျာနောက်ဆုံးတော့ရဲစမ်းတက်တီမွေးပြီးဝင်လိုက်တဲ့ပိုက်ပေါက်သွားပါလေရောပိုက်ပေါက်ပြီးလမ်းလျှောက်တယ်အောက်ကဟာဂီဝါဂီကားပတ်နဲ့ပေါ့ရဟာဂီဝါဂီကားပတ်နဲ့ပြီးကြတော့ကျွန်တော်အမှမနာတော့တော့ဆိုမှလစ်ပါလေရောလစ်တဲ့အချိန်မှာအမတွေ့ပြီကျွန်တော်ဇက်လိုက်ကြော်ကြီးဖြစ်တဲ့ red hand ကိုယူရပြီပေါ့ရ red hand ယူတဲ့အချိန်မှာကျွန်တော်ထိုးတယ်ဝမ်းဟာမရဘူးအမလိုက်ရှာပါလေရောလိုက်ရှာတယ်ကျွန်တော်လိုက်ရှာတယ်မတွေ့သေးပါဘူးကျွန်တော်လိုက်ရှာတယ်အမလိုက်ရှာတယ်လိုက်ပြီးတော့ထပ်လိုက်ရှာသေးတယ်ထပ်ပြီးတော့လည်းလိုက်ရှာသေးတယ်အမကျွန်တော်တက်သွားပါလေတက်သွားတဲ့အချိန်မှာကျွန်တော်ဘာလုပ်ရမလဲမသိတော့တာပါကျွန်တော်တရားကြည့်ပြီးရေးနေတာသူကအမပေါ်ရနေနေရပါကြည့်ပြသွားတာပဲကျွန်တော်အဲ့အောင်မတွေ့ဘူးခုအဲ့ဒီလုံးမရေးနေတာကျွန်တော်လုံးဝစိတ်ပြတ်တယ်ဗျာ
voice over လုပ်တဲ့အချိန်မှာကြီးကျင်တယ်ကျွန်တော်လိုက်ရှာရငှက်နေရလုံးဝမတွေ့သေးတယ်အမချိုင်းတော့ဟိုမှာဘာလေးတော့မသိအနီရောင်လေးမတွေ့သေးဘူးအမတွေ့ပြီစပြီတော့တခုတွေ့တယ်ဟိုနောက်မှအနီရောင်လေးနဲ့တွေ့ပြီရယူမရမယ်အဲ့ဒီချိန်မှာကျွန်တော်လမ်းလျှောက်တယ်ကျွန်တော်ဟိုပေါ်မှာကျွန်တော်မတွေ့ဘူးအဲ့နားမှာထင်ပြီးတော့ထက်ရှာပါလေဟိုကအဲ့အစိမ်းရောင်လေးလားလို့လွားပြီးကြည့်ရအဲ့ရပါဖြစ်နေဆိုဥကြီးဖြစ်နေဗျာကျွန်တော်3ခုရှိမှတ်ပြီးတွားစစ်ကြအမှ2ခုပဲရှိတယ်အမှလုံးဝတစ်သွားပါလေရောလို့ပြန်ပြီးတော့ပြန်ထွက်ရတယ်မနေတော့ပြန်ထွက်တယ်လုံးဝရှာမတွေ့ဘူးဆိုမှကျွန်တော်စိတ်ဒုက္ခပါပဲနောက်ဆုံးမှအဲ့လေးစိမ့်လေးလန့်တွေ့ဟာဟိုပေါ်မှာပဲအမယူရဲအဲ့တော့ကျွန်တော်အပေါ်ပြန်တက်ရပြန်ပါလေရောအမတကားမဖွင့်တတ်တော့တောတာဖြစ်နေပါလေတောတာပြန်ဖြစ်နေတဲ့အချိန်မှာဟာငါပေါ်လို့တက်ရမလဲဖြစ်နေဘောဗျာနောက်ဆုံးမတကားလေးဖွင့်နေတော့တည်ပါတယ်အမတကားလေးကိုလှမ်းရဆရာကြီးပဲနော်ဆရာကြီးစတိုင်နဲ့ဖွင့်လိုက်တော့ပဲရှိသေးတယ်တကားကိုရက်လိုက်တာဝင်ရပြီးရောလေဟုတ်တယ်မလားအဲ့တော့ကျွန်တော်ပတ်တူးတော့နောက်ရက်ကျမှတင်ပေးမှာပေါ့ဗျာဆိုတော့ဝင်ပြောတာပေါ့ဗျာအဲ့တော့စိတ်ပူနေမှာဆိုတော့ဗျာအဲ့တော့ကျွန်တော်ထဲတယ်ရပါပြီဟိုလေးကြလဲကျွန်တော် network ကောက်ယူပါလေရောဘယ်လိုယူရစကြည့်လိုက်ပါလို့ကြည့်လိုက်ပါတော့ကျွန်တော်ဘယ်လိုယူလဲဥစားဘယ်လိုယူအောင်လားလေကြည့်လိုက်နော်ကြာလိုက်နော်ဘူးရကြည့်လိုက်ပါတော့ဗျာကျွန်တော်ဘယ်လိုယူဥစားgrab နဲ့တိုင်းပြီးယူပါတယ် grab ဆိုင်လေးလည်းတိုင်းတယ်ဗျာပြီးတော့ဟိုလိုတွေယူလဲဒီလိုယူလဲပြီးကြမှာသွားနိုင်လည်းမရပါဘူးကျွန်တော်စစချင်း control တိုင်မတက်ဘူးဗျာအမဘလို့ပြန်ဖွင့်ရမလဲစဉ်းစားရသေးတယ်ဟိုဘက်သွားလိုက်မလဲအကြတော့ညောင်းရဆိုင်ဘာလို့ပါတခါမှမလုပ်ဘူးခုမှစလုပ်တာဆိုတော့မာတော့တွားတယ်တွားတယ်ရှာတယ်ရှာတယ်မတွေ့သွားပါလေရောလို့အမကျွန်တော်ရှောက်ထဲတယ်မထဲတတ်ထဲလိုက်တဲ့အချိန်မှာဝင်သွားတယ်နောက်တော့ဒုတိယတစ်ခုလည်းမထဲတတ်တစ်ခုထဲတတ်မတွင်ပါဘူးဖြင့်မဝင်တော့လည်းဖြတ်ထဲတယ်မထဲတတ်လည်းထဲပြန်တယ်လေမဝင်သေးပါဘူးဗျာမထဲတတ်ထဲပြန်သေးတယ်မဝင်ပါဘူးခင်ဗျာထဲတာမဝင်ဘူးကျွန်တော်လည်းစိတ်ပေါက်ရရှေ့တာတွားလိုက်တော့ပဲဆိုရင်စိတ်အရှိကိုတွားလိုက်ရပါရဲ့မတွားလိုက်တဲ့ချိန်မှာဒါကြီးလုံးဝပွင့်ကျက်သွားတယ်ပွင့်သွားတဲ့ချိန်မှာကျွန်တော်လည်းပျော်သွားပေါ့ happy လို့တဲ့တာလည်းပချောင်းရသေးတယ်ဒီကဲဝင်လာတော့အဲ့လိုကျွန်တော်အလုပ်ရှုပ်တာကျွန်တော်အဲ့လိုဝင်တာအလုပ်ရှုပ်ခံညကျွန်တော်ဒီ voice over 15မိနစ်အထိမှနေမယ်ရက်ပါမယ်ကြာချင်း15မိနစ်29ပေါ့ရကျွန်တော်ဟိုအမှန်ပဲကျွန်တော်ဒီ puzzle ပဲလုပ်တယ် puzzle လုပ်တာ voice over မလို့15မိနစ်29ကျွန်တော်ရက်ရပါတယ်အမှန်နံပါတ်2ကိုတွားနိုင်ပြီနံပါတ်2ကိုတွားနိုင်ပြီရဲ့အချိန်မှာခပ်ပါရောကျွန်တော်အမှစပြီးတော့ရလိုက်ပြီးရှာတယ်အမှတက်လို့မှမရတာကျွန်တော်တွားတက်ပါတယ်လို့နောက်ဆုံးတော့တက်နီးတီပါတက်တယ်ပေါ့တက်အမှဝမ်းကိုထိုးတယ်ဗျဝမ်းကိုထိုးပြီးတော့ဗောဗျာဒီတူကိုလာထိုးတယ်ကျွန်တော်ဒီပတ်စဲပြီးရင်ကျွန်တော် slice ပါပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲပတ်သူနောက်ရက်ကြိုက်တင်ပေးပဲဗောဗျာအဲ့တော့ကျွန်တော်ဘာဆောင်နေမှာ subscribe လုပ်ပါလေရိုးရလေစောင့်နေတော့ subscribe လုပ်ပါကျွန်တော်မှဒီမှာ fresh voice over လေးမနေလောက်တာ subscribe လုပ်တာကြ subscribe လုပ်သွား
လောက်တော့ကျွန်တော်တမက်တိုင်ရမှာ subscribe လုပ်ခိုင်းတာအလကားနော် subscribe အလကားလောက်တော့ကြ